ဘန်နာ flow တစ်ခုလားဒီကိစ္စကဘယ်ကစလဲဆိုတော့ Every try I lay something new to maybe spy and maybe when to fly in the sky Fast flow က loud song နဲ့ low key တူနေတယ် ဟုတ်တယ်ကျွန်တော်အဲ့ဒါကိုမငင်းနိုင်ဘူး Lost Stone က favorite rapper တွေတယောက်မလို့ reference တွေအများကြီးပါနိုင်ပါတယ် လောက်ကြီးရဲ့နောက်ဆုံးထွက်ထားတဲ့ Feel the Vibe ဆိုရင်အဲ့ထဲက lyric တွေကိုတော်တော်လေးကြိုက်ပါတယ်အဲ့ဒါကြောင့်မလို့တူကောင်းတူသွားတာဖြစ်နိုင်ပေမဲ့ကျွန်တော်တကယ်ခိုးခဲ့လားဆိုရင်ကျွန်တော်တကယ်ခိုးခဲ့တဲ့ flow က Jet Harlow ရဲ့ Hello Miss Joseon ဆိုတဲ့ထဲကကျွန်တော် correct ရဲ့ key down ကိုကျွန်တော်ခိုးခဲ့တာ Hello Miss Jones and you know I'm a calling I'm a you're the falling for your daughter Hello Miss Jones and the fucking calling Every try I lay something new to maybe spy and maybe when to fly in the sky ဆိုတော့ဟုတ်ပါတယ်ဘန်နာ flow တစ်ခုက Still Like an Artist ဆိုတဲ့စာအုပ်ကိုဖတ်ဖူးလားတော့မသိဘူးကျွန်တော်တော့မဖတ်ဘူးဒါပေမဲ့ကျွန်တော်အဲ့စာအုပ်အကြောင်းနှစ်စုံနှစ်ဖျားကြားဘူးတာအဲ့ထဲမှာရေးထားတဲ့စာသားတစ်ကြောင်းက Nothing in Original ဆိုတာပဲဒီတာမှမဟုတ်ဘူးဘယ်နေပယ်မှာပဲဖြစ်ဖြစ်ကိုရှိမှလောက်ခဲ့တဲ့လူကိုအနေနဲ့များတော့သူတို့စီကအတူယူအတူခိုး reference ယူ inspiration ယူပြီးတော့ဖန်တီးကြတာပဲလို့ကျွန်တော်ယုံကြည်တယ် fake it until you make it ဆိုတဲ့စကားကိုလည်းကြားဦးမှာပါဒီလိုမှီညမ်းတူပါတာရိုင်းပြော flow ခိုးတာမှားတယ်လို့တော့မထင်ဘူးအဲ့လိုဆိုတိုင်းလည်းမှန်တယ် like ခိုးချကြလို့ပြောချင်တာတော့မဟုတ်ဘူးကျွန်တော်လုပ်ခဲ့သလိုပဲအနှင်းငယ်မှီညမ်းဒါမှမဟုတ်လည်းခိုးတယ်ဆိုလဲခိုးတယ်ပေါ့အဲ့လိုမျိုးလုပ်ပြီးတော့ကို lyric ကိုပြန်ထည့်တာကျွန်တော်အနေနဲ့ဆိုရင်တော့အဲ့ဒါ a part of the creativity ပဲလိမ့်နိုင်ဝက်ဆရာကြီးများ pocket မှာမိုးထက်ဘုံ black ပြောခဲ့ဘူးသလိုပဲ၄ပါးလုံးမတူရင်အဲ့ဒါခိုးတာမဟုတ်ဘူးဆိုတာပဲအဲ့မဲ့ကျွန်တော်တော့မငြင်းပါဘူးကျွန်တော်ခိုးတယ်ကျွန်တော်ယူသုံးတယ်ကျွန်တော်ပြန်လဲသုံးဆွဲတယ်ပြန်လဲအသုံးချတယ်နောက်ပိုင်းလည်းကျွန်တော်သဘောကျတဲ့ cadence တွေ flow တွေတချင်းဖန်တီးရဲ့ပုံစံတွေကျွန်တော်အများကြီးကြီးကနေယူပြီးကျွန်တော်ဟန်နဲ့ကျွန်တော်ပြန်လဲအသုံးချအောင်မှာဖြစ်ကြောင်းပြောရင်းနဲ့ကျွန်တော်နောက်လာမယ့်တချင်းတွေမှာဆက်လက်ပြီးတော့စောင့်ကြည့်ပေးပါဦး stay tuned keep it real yeah keep it real